တော့စားပြန်လိုက်တော့ပြန်လိုက်တော့ကိုယ့်ကိုညက်ရောဒီမှာအထူးဧည့်တယ်ရမယ်အထူးဧည့်တယ်ရောက်နေသူ့စင်တော့သပင်မညက်ပြရတော့ကြာပြီဘယ်နှစ်ရှိပြီလဲ9နှစ်လောက်ရှိပြီနော်ဟုတ်တယ်သူကသူ့ဘယ်လိုပြောအရင်တစ်ခေါက်ပဲညက်ပြီးဖူးတယ်ညက်ပြီးဖူးတယ်ဆိုတော့အဲ့တော့ရေးစားတော့မဖြစ်တယ်ဟုတ်တယ်မလားရေးစားဖြစ်ပြီးမှတစ်ခါမှမညက်ဘူးလို့ကျွန်တော်အခြေတိုက်တာအခြေထားခိုင်းတာအခုကမှသပင်လေးရမ်းကျွတ်လို့တဲ့ညက်မှရတော့မှာမချစ်ပြီးလေးချစ်ပြီးညက်ပြီးတော့မှာပါခင်ဗျာဒီလောက်လေးတို့လာပြီနော်ဒီလောက်လောက်အဲ့ဒါလည်းမလုံးနဲ့ညက်လိုက်ပါချီချွေရအရမ်းချီချွေရဟောကျွန်တော်ပူကမညက်ချင်နေကျွန်တော်အခြေတိုက်တဲ့လူနောက်ပိုင်းမှာအခြေပြန်ထားမယ်နော်နဲတို့ဝါကြီးတို့ဝါရန်တိတာတယ်တော့စားပြန်လိုက်တော့ပြန်လိုက်တော့ဟုတ်တို့ဝါရန်တိတာဝါကြီးမပြောကိုမဟိုကျွတ်မှာတော့ကျွတ်လို့ညက်ပြီးပါဆိုအကျွတ်တက်တာအောင်တော့ကိုမဖြစ်နိုင်ဒီလောက်တော့ကိုရအဲ့လိုလုံးနေလေအဲ့လိုလုံးလို့မရတော့ကိုကိုညက်ရောကိုကိုပဲညက်လိုက်တော့လို့ဒီနေ့တော့ပြန်တော့မဟုတ်တော့တိုးနေပတ်စံလည်းမပေးဘဲနဲ့အဲ့ဒါလည်းပေးပါအဝိချုပ်ရင်ကြတော့ကျွန်တော်ပတ်စံပေးရတယ်သူအဝိချုပ်တာကျွန်တော်လည်းကားမချုပ်ဘူးကျွန်တော်ပတ်စံပေးမှချုပ်တာကိုချစ်သူဆိုမှလည်းပတ်စံပေးတော့ချုပ်တာနော်အဲ့တော့တပည့်ကြီးလည်းကိုပတ်စံပေးမှညက်ခေပေးပါတယ်ခေပေးလည်းပါအေးလည်းပါလားတော်ဘောချီပေါ့အရင်ကျွတ်လာနော်ဒီလိုညက်လိုက်အတက်တွေကြီးလာလို့နေမှာပေါ့ဟုတ်တယ်အသက်လည်းကြီးလာတယ်ညက်လိုက်တယ်နည်းနည်းတက်တာပါမှာဟမ်ညက်လိုက်တယ်နည်းနည်းတက်တာပါမှာနည်းနည်းတက်တာဘူးတော်တော်ကိုမှနည်းနည်းတက်တာမှာအခုကဘာမှမတူဘူးဒီလောက်မှလည်းမညက်ပဲနဲ့နောက်ဆိုသပင်အခြေထားမှာနောက်ချက်လို့သပင်အခြေထားမှာအယောင်လည်းမဆိုးခိုင်းဘူးအယောင်လည်းမဆိုးခိုင်းတော့ခိုးဆိုးရတာမတိချအောင်ဆောင်တာမတိတာမဟုတ်မတိချအောင်ပဲဆောင်ပေးထားကျွန်တော်ကတိရတော့ကျွန်တော်ချစ်သူလုံးဝနာပြန်နေအောင်ညက်ပြလိုက်တယ်နော်မြန်မာတီလေးမြန်မာဆက်ဆံလေးလည်းကျွန်တော်ရိုးရိုးချင်းချင်းနဲ့တိုက်တယ်ဒီဆိုင်နဲ့ညောင်းနေလားတော့တော့ဝိုင်းကြအမလီတူလာနေမျိုးနဲ့တူတက်တူများပိုတော်နေမျိုးတွေပိုတွေလုံနေပြန်ပြီပြောချစ်နေတဲ့သူရောချစ်သူရဲ့အမောကိုချစ်သူရဲ့သပင်ညက်တာခံဘူးလားပြောကံကောင်းနေလို့ပြောလိုက်လေတူရဲ့ကံကောင်းနေကံကောင်းကိုရီကမလေးချုပ်ပြီးတဲ့အင်ကြီးလေးဝေးရတယ်နော်တော့အိမ်မှာဆိုရင်အပေါ်ပိုင်းလေးကိုအဲ့လိုရှောက်အောင်မောက်လိုက်ချုပ်လိုက်လာပြောနေကျွန်တော်ချစ်သူလောက်သွားပြီလားခင်ဗျာလောက်သွားပြီလားခင်ဗျာနောက်ဆိုင်ကျွန်တော်ချစ်သူဒီလောက်ထိထားပေးမှဆိုရင်အချိန်နော်ဘာပိုင်လောက်လာဘာပိုင်